အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီဆီယာမင်းပိုင်ဆိုဖြစ်ပါတယ်ကျွန်တော်ခုနကမှတော့ကျွန်တော်မိတ်ဆွေစနေသားသမီးအတွက်ပေါ့နော်17ရက်10လ2025ကနေ18ရက်10လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကင်းကိုကဏ္ဍတစ်ခုချင်းစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ကဏ္ဍမှာကျွန်တော်မိတ်ဆွေစနေသားသမီးတွေပေါ့လေဘယ်လိုကံရလေးကြုံတွေ့ရတတ်လဲပေါ့နော်အဲ့ဒါလေးကြည့်တဲ့အခါမှာကောင်းတဲ့ကံလေးတွေကတော်တော်လေးများတာတွေ့ရတယ်အနည်းငယ်တော့နည်းနည်းလေးပဲအညံ့လေးနည်းနည်းပဲရှိတယ်ဗျာနော်အဲ့တော့အရင်ဆုံးဒီ16နှစ်ဆိုတော့အထိုင်းတီတွေပါထွက်တာဟုတ်ဗျအဲ့တော့ဝါသနာဝါလို့ထီတွေပါကန်ဆန်းချင်တော့ဆိုခဲ့ရင်ပေါ့နော်ထီလေးကန်ဆန်းလို့ရအောင်ဂရန်လေးလည်းပေးမယ်ပေါအောင်လည်းတယောက်တစ်ဝက်ဆိုတာတကယ်လည်းပေးတယောက်မှလည်းမပေးကြလို့ပြောရတာစတာပါဗျာအဲ့တော့ထီထိုးမဲ့ဆိုရင်ဘာကနလေးထိုးတင်တယ်ပေါ့နော်ထိုးမဲ့ဆိုရင်2အစ4ဆုံးသို့မဟုတ်5အစ3ဆုံးတကွက်မြတ်တကွက်လေးကန်ဆန်းကြည့်ကြပါတော့ဗျာနော်အဲ့တော့ဒီကလာမှာအလုံးနဲ့ပတ်သက်ပြီးပြောချင်တာရှိလို့စနေသားသမီးတွေအလောက်ကထွက်ရင်ထွက်မထွက်ရင်လူများထုတ်တာခံရတဲ့သတိထားပေးမယ်အဲ့လိုပြောလို့တရားတော့မထင်နဲ့တချို့ကကြတော့လက်ရှိတုန်းကနေထွက်ပြီးတော့ကိုပိုင်စီးပွားရေးတစ်ခုစတင်အကောင့်တွေပေါ်ပြီးလှုပ်ရှင်တဲ့စိတ်တွေပေါ်တတ်တယ်အဲ့လိုထွက်ပြီးလှုပ်ခန့်ရင်ကောင်းလားမင်းအမရန်ကောင်းတယ်ဗျာနော်လှုပ်ပြအောင်လုပ်ပါဒီကနေ့မှစတင်အကောင့်တွေပေါ်လိုက်တဲ့ကိစ္စတွေကတော်တော်လေးအားကောင်းတဲ့အနေအထားလေးဖြစ်မယ်တချို့ကတော့လက်ရှိတုန်းကနေထွက်ပြီးတော့ပြည်ပတွေဘာတွေမှာအလုပ်သွားလို့ဖို့ကြိုးစားကြံစည်ဆောင်မဲ့ဆိုတဲ့အစီအစဉ်လေးတွေပေါ်ပေါက်လာလိမ့်မယ်အဲ့လိုထွက်ပြီးလှုပ်ခန့်ရင်ကောင်းလားမင်းကောင်းတယ်ဗျထွက်ပြအောင်ထွက်ပြီးတော့တခြားခုနကပြည်ပတွေဘာတွေထွက်ပြီးအလုပ်လုပ်မဲ့ဆိုရင်လည်းတင့်တော်တယ်ဆိုတဲ့အနေအထားထဲမှာပါတယ်အစိုးရဝန်ထမ်းတွေဘာတွေဖြစ်ခဲ့မယ်ဆိုရင်ဒီကလာမှာရာထူးတို့ဆောင်ဝတ်တွေဘာတွေဖြစ်အောင်မယ်ဆိုတဲ့အနေအထားကြီးကြုံရတတ်တယ်ဗျာနော်ဟိုနည်းနည်းလေးပြင်းပြင်းထန်ထန်လေးပို့ပြီးပြောရရင်တော့ဒီကလာမှာမအောင်ဆိုဘယ်ကလာမှာမအောင်တော့ဘူးလို့လောင်ပြောရမယ်ကာလာတွေမှာပါတာပေါ့နော်အဲ့တော့ရာထူးတို့တဲ့အနေအထားကြီးရှိတာတွေ့ရတဲ့အတွက်ဝမ်းသာဖို့ကောင်းတယ်နောက်တစ်ချက်ပါလဲဆိုတော့စနေသားသမီးတွေအဲ့အလုပ်မှာဘယ်လိုပြောမလဲလုပ်ဖို့အကင်ဘက်တွေအချင်းချင်းအစုအဖွဲ့နဲ့ဖြစ်ပြီးတော့လေသူ့အဖွဲ့ကိုပဲအဲ့လိုတွေကွဲရွားတာမျိုးလေးတွေဖြစ်တတ်ပြီးတော့ဝိုင်းဝန်းတိုက်ခိုက်တဲ့ဒဏ်လေးတွေခံရတဲ့ကိန်းရှိတဲ့အတွက်အလုပ်မှာတော့ရံမကင်းဘူးဆိုတာလေးတော့သိတာတယ်ပေါ့နော်အဲ့တော့အထူးသတိထားပေးရမယ်နောက်တချို့ကျတော့အလုပ်ကတော့မထွက်ဘူးတဲ့လက်ရှိအိမ်ကနေထွက်သွားတာမျိုးလေးတွေဖြစ်တဲ့ကိန်းရှိတယ်စနေသားသမီးတွေအိမ်ဘဝဆင်းသွားတတ်တယ်နော်တစ်ချက်သတိထားပြီးတော့အကြောင်းကြောင့်အိမ်ဘဝနေထွက်သွားတဲ့အနေအထားလေးတွေကြုံရတဲ့ကိန်းရှိပါတယ်အဲ့တော့အလုပ်ကိုင်အိုးအိမ်လေးတွေမငြိမ်တဲ့သဘာဝတွေမှာတော့ရှိတယ်ကိုပိုင်စီးပွားရေးတစ်ခုစတင်အကောင့်ထဲပေါ်မယ်ဆိုရင်အရန်ကောင်းတယ်လက်ရှိလုပ်တဲ့လုပ်ငန်းလေးတွေကအဆင်ပြေတယ်ဆက်ပြီးတော့တိုးချက်ခြင်းတယ်ဆိုလဲဒီကာလကတိုးချက်လို့အကောင်းဆုံးသောကာလလို့ခေါ်တယ်စုပေါင်းဆက်လို့ရှိရလုပ်ငန်းတွေလှုပ်ဆောင်ပါဗျာအရန်အောင်မြင်တဲ့ကာလတွေမှာပါတာပေါ့နော်အဲ့တော့တံမိုးကြီးတဲ့ဆက်ပစ္စည်းတွေဝင်တဲ့ကိန်းရှိတယ်အဲဆက်ပစ္စည်းနဲ့ပတ်သက်တဲ့အယောင်းဝယ်တွေစောက်လို့ရင်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလုပ်အရန်အကျိုးပေးတယ်ဗျာနော်စောက်လို့ရင်းလုပ်ငန်းတွေအိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဟာလိုမျိုးတွေလုပ်မလားအလားကုန်ပစ္စည်းရောင်းတာအလားပြည်စံတွေဖွင့်မလားအနုပညာနဲ့ပတ်သက်ပြီးတော့ဒီကာလမှာပြည်သက်ထံကိုချပြလိုက်စမ်းမှာပြည်သက်တွေရဲ့အားပေးမှုအပြည့်အဝလေးတွေရရှိပိုင်ဆိုင်မယ်ဆိုတဲ့ကာလတွေမှာပါတယ်တချို့တွေဆိုရင်ဒီကာလမှာပရိုဟိတာလုပ်ငန်းလုပ်ကိုင်တဲ့သူတွေဖြစ်စီပေါ့နော်သူတို့တွေဆိုရင်နိုင်ငံတော်အစိုးရတွေဖြစ်စီအဖွဲ့အစည်းတွေကချင်းမြင်တဲ့ဘဝတူဂုံတူစုစည်းတွေရရှိပိုင်ဆိုင်တာမျိုးတွေဖြစ်တတ်တယ်တချို့ဒီအာကစားနယ်ပယ်မှာရှင်ပြိုင်တဲ့သူတွေဆိုလည်းစုစည်းတွေရရှိပိုင်ဆိုင်တတ်တဲ့ကိန်းတွေမှာပါတယ်အကောင်းဆုံးကတော့ဝန်ထမ်းတွေဖြစ်ခဲ့မယ်ဆိုရင်ပေါ့နိုင်ငံတော်အကြီးအကဲအပိုင်းမှာထိပ်ပိုင်းကောင်းဆောင်ယာလူတွေကိုရရှိပိုင်ဆိုင်မယ်ဆိုတဲ့ကိန်းတွေမှာပါတော့ဝမ်းသာဖို့တော့ကောင်းတယ်ဗျာနော်ဒါအကောင်းတဲ့ဘက်တွေကတော်တော်လေးများတယ်ဟိုအညံ့လေးတစ်ခုရှိတာပါလဲဆိုတော့ရုံမြောက်ကြောက်ပြဿနာဖြစ်ပြီးအမှုဖြစ်တဲ့ကိန်းတွေတစ်ချက်ရှိတယ်တချို့ကတော့ကိုယ်တိုင်တိုက်ရိုက်ဖြစ်လိုက်တာပေါ့နော်တိုက်ရိုက်ဖြစ်ချလိုက်တာပေါ့အဲ့တော့လောင်စာမှုကိစ္စတို့တချို့ကတော့အမှုစေဝါမှုကိစ္စတို့စသည်အဖြစ်ဒါမျိုးတွေနဲ့သွားညှိစွန်းတာဖြစ်တတ်တယ်ဒါဒဝန္နာတော့ဖြစ်တဲ့ကိန်းပြောတာဖြစ်မယ်မပြောနောက်တစ်ခါမှဘာဖြစ်လဲဆိုရင်မင်းဆိုးရတွေနဲ့သွားညှိစွန်းတာပေါ့အကြောင်းကြောင့်မင်းဆိုးရတွေနဲ့သွားညှိစွန်းတဲ့ကိန်းရှိတယ်သွားလာလှုပ်ရှားတဲ့အခါတစ်ချက်သတိထားကာအက်ဆီဒန့်ဖြစ်တာမျိုးတွေပို့မိမလို့ဖြစ်ပြီးတော့ပြဿနာဖြစ်တာတွေကြုံရတတ်တယ်တချို့ကကြတော့ဒီကာလတွေမှာဟိုဝန်ထမ်းရှိတဲ့သူတွေယာရုရှိတဲ့သူတွေဆိုအချင်းမြတ်ချထားတဲ့ကိစ္စလေးနဲ့ပတ်သက်ပြီးအဖမ်းဆီးအစစ်သေးမင်းများခံရတာတိုင်တာပြစ်စာခံရတာမျိုးတွေကြုံရတတ်တော့ကိုယ့်ဘက်ကတော့ကင်းအောင်တော့နေရမှာပေါ့လေနော်တချို့ကအောက်လက်ငယ်သားလေးတွေဆွေမျိုးညီကောင်မောင်တွေကအဲ့လိုမျိုးဖြစ်သွားတယ်ဖြစ်တဲ့အခါမှာကိုကလိုက်ပါဖြစ်ချင်းဆောင်ရွက်ပြီးထုတ်ဖို့ကြိုးစားရတယ်ရုံငိမ့်သွားရတယ်ဒါမျိုးလေးတွေအစားဖြစ်တဲ့ကိန်းရှိတယ်ဂယုဆိုင်မယ်တချို့အဖမ်းဆီးခံရတာကြာနေပြီအမှုကိန်းရင်ဆိုင်နေရတာကြာနေပြီဆိုတဲ့သူတွေကတော့ဒီကာလမှာအပိသက်အမိတ်ချတဲ့အခါမိမိတို့ဘက်ကမှန်တယ်ဆိုရင်တခြားဘောအနိုင်ရပြီးတော့ဂွင်းလုံးကျိုးလွတ်မြောက်မယ်ဆိုတဲ့အနေအထားကြီးကြုံရတဲ့ကိန်းတွေမှာပါတော့ဝမ်းသာဖို့ကောင်းတယ်တခုတော့ရှိတယ်မှန်တယ်ဆိုရင်တခြားဘောအနိုင်ရပြီးတော့ခုနကပေါ့ဘာပဲညှိစွန်းကိုယ့်ဘက်ကမှန်တယ်ဆိုတော့တခြားဘောအနိုင်ရပြီးမားတယ်ဆိုတော့ကူဟာကရမဲ့ပြီးတော့ပေးဆက်ရလိမ့်မယ်နော်အဲ့ဒါတွေတော့မမေ့ပါနဲ့ဗျာနော်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့စနေသားသမီးတွေဒီကလာမှာကျမ်းမာရေးမှာနှလုံးသွေးကြောကျဉ်းတာကျဲတာနှလုံးတုံတာမောပန်းလွယ်တာမျိုးလေးတွေသွားဖြစ်တဲ့ကိန်းတွေရှိတယ်အောင်ကြောညက်တာမျိုးလေးတွေနော်အယိုးစစ်တွေနဲ့ခါးတွေခြေထောက်တွေနာတာကြိုက်တာခဲတာလေးတွေဖြစ်တဲ့ကိန်းရှိတဲ့အတွက်သတိတစ်ချက်ထားပေးရမယ်စနေတော့အရက်ကိုမသွားရင်ပို့ပြီးကောင်းတယ်နော်စနေတော့ကိုခရီးမသွားပါနဲ့အဲ့ဒါဆိုတော့ပို့ပြီးအဆင်ပြေတယ်ပြီးတော့ဒီကလာမှာမိမိတို့အိုးအိမ်တွေကိုတစ်ချက်လုံလုံခြုံခြုံပိတ်ဆို့မယ်တခိုးတဝက်အန်ရီလေးတွေရှိတယ်မိဘေးအန်ရီလေးတွေရှိတယ်သတိထားပေးပါလို့ထက်တယ်လဲအကြံပေးပါရစေအခြေအနေနဲ့ပတ်သက်ရင်တော့စနေသားသမီးတွေဒီကလာမှာအမရန်ကန်ကောင်းပါတယ်ဗျချစ်တဲ့ခင်တဲ့သူတွေဝိုင်းဝိုင်းလဲပြီးတော့လေမြေတားရင်မှာအမရန်စမ်းပွင့်နေလိမ့်မယ်စိတ်တန်းကြရွေးချယ်ဝင်ရမယ့်ကာလတွေမှာဖြစ်တဲ့အတွက်စိတ်တန်းကြရွေးချယ်ပြီးတော့ချစ်သူအသေးရတဲ့ကိန်းရှိတော့လက်ခံလို့ရတဲ့ကိန်းရှိတယ်ကောင်းတဲ့ချစ်သူတွေနဲ့စုံစည်းရတတ်တယ်ချ
ချစ်သူရှိတဲ့သူတွေဆိုလို့ရှိရင်လည်းအိမ်တော်ရသားတွေပါတွေအတွက်စကားပြောဆိုမင်္ဂလာကိစ္စတွေဆွေးနွေးတိုင်ပင်ရတာမျိုးတွေဖြစ်တတ်တယ်အိမ်တော်ရှိတဲ့သူတွေကြတော့လေကျွန်တော်ပြောတဲ့အထက်မှာပေါ့သူကပြီးခဲ့တဲ့အတိတ်ကပါလာတဲ့ကိစ္စတွေကိုဆက်နွယ်မိပြီးတော့ဒီကလာမှာအိမ်အောင်ခွဲတာတွေပါတယ်ဖြစ်တဲ့ကိန်းအရေးကြီးတစ်ခုလိုက်လာတာမျိုးတွေဖြစ်တဲ့ကိန်းရှိတယ်။တချို့ကတော့ချစ်သူရှိတဲ့အိမ်အောင်ရှိတဲ့တိုးတိုးတလန်အရင်ကြီးသားဟောင်းအိမ်တော်ဘဟောင်းကိုလာပြန်ပတ်သက်တဲ့ခါမှာပြန်ပြီးစိတ်ရံသွားတာတွေဖြစ်စေဟိုဘက်ဒီဘက်ရွေးရခက်တဲ့အနေအထားတွေအစားဖြစ်တဲ့ကိန်းရှိတယ်။ဂရုတွေတော့စိုက်ပြီပေါ့နော်။ပညာရေးနဲ့ပတ်သက်တော့ဘာမှစိတ်ပူတယ်မလို့နော်။ဆောင်းဝဲဖြစ်ရင်တခြားအောင်မဆိုတဲ့ကိန်းပါတယ်။ကျမညလို့စေအောင်စင်ကပြရင်ကြာတော်လေးသားသမီးဆရာဝန်နဲ့ပြပြအောင်ပြပေးတခြားအနာနဲ့စင်းနဲ့တိုးပြီးယောဂတက်တာဝါလိုက်မယ်ဗျာနော်။အော်နိုဘာလာ12ရက်13ရက်15ရက်16ရက်18ရက်ဒီမှာတော့အမရန်ကန်ကောင်းတယ်ဆက်ပစ္စည်းအသစ်တွေပါတယ်ဝင်ရောက်လာတဲ့ဂိမ်းတွေမှာရှိတယ်။အိုးအင်ချန်ပီယံကိစ္စနဲ့ပတ်သက်တဲ့စကားတွေပြောဆိုလို့အောင်မြင်တယ်။အကြက်တစ်ပါးနဲ့ဆက်ပြီးတော့လုပ်တဲ့ကိစ္စတွေကနေကောင်းတဲ့အကျိုးဆက်တွေဖြစ်တည်လာနိုင်မယ်။ရင်းနှီးမြှုပ်နှံလာတဲ့ငွေကြေးတွေအိတ်ကာလမှာပြန်ပြီးဘွားငနဲ့ဆိုပေါ်လာနိုင်မယ်။ကိုယ့်ထက်ကြီးခဲ့တဲ့မိဘဆရာသမားတွေကိုပြန်ပြီးပြုစုလုပ်ကျွေးနိုင်တဲ့ပြန်ပြီးပေးကမ်းနိုင်တဲ့အနေအထားလေးတွေဖြစ်တည်လာနိုင်မယ်။ဆိုတော့ခီးကောင်းသွားတဲ့အနေအထားလေးတွေရှိပြီးယာရုကုန်ရှင်တက်နိုင်မယ်။ဘာသာရေးနဲ့ပတ်သက်တဲ့ဆက်နွယ်တဲ့ကိစ္စတွေမှာပါဝင်ဆောင်ရတဲ့ဂိမ်းအဲ့ရပိုင်းမှာဖြစ်တည်လာနိုင်မယ်။အော်နိုဘာလာ17ရက်14ရက်မှာတော့အညံ့လေးတွေရှိတယ်။သတိထားမယ်။အတွင်းအုပ်စုဒုက္ခရောက်ပြီးတော့စိတ်ဝင်ကွဲတယ်အတူတူနေတဲ့လင်းနဲ့မရကြသဘောထားမတိုက်စင်တာမိဘနဲ့တာသမီးကြားစိတ်ဝင်ကွဲတာတချို့ကကြတော့မိဘနဲ့ခုနကမရကြားထဲမှာကိုကကြားညက်တာတာသမီးတွေကပြောလို့ဆိုလို့ဆိုသုံးမလို့မကောင်းတာတွေတာသမီးကိုအကြောင်းပြုပြီးတော့ကိုကနာမည်ကိုသင်္ခါတွေကြားလို့ရုံရောက်ဖြစ်လို့လိုက်ပါဖြစ်ချင်းဆောင်ရရတာတွေကိုစီကထွက်သွားတာတွေအစဖြစ်လာတာမျိုးတွေကြုံရတဲ့လောင်းသားလို့ချင်းရှောင်ပေးရမယ်နော်အဲ့တော့ကန်ရရဲ့ထောက်မှတ်မှုအပြည့်အဝရအောင်အစိမ်းအောင်မိကိုအောင်အပြာရောင်အဝါရောင်တို့ကိုအဓိကထားဝတ်ဆင်တုံးဆွဲပေးပါဗရိမနိုင်ပန်းကြာပန်းကနမပန်းရောင်စုံကြောက်စိမ်မတို့ကိုမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖះမှာဖះပန်းကတာပဲဖြစ်ဖြစ်နေအဲ့ကနေမှာအလှပန်းထိုးတဲ့နေရာမှာပဲဖြစ်ပြုလုပ်တုံးဆွဲပေးပါကျွန်တော်မိတ်ဆွေစနေသားသမီးတွေပေါ့လေဒီတစ်ပတ်ကာလမှာဘလူကန်ရလေးတွေဒီကြုံနေရတဲ့အညံ့လေးတွေကင်းပြီးတော့ပေါ့နော်ကောင်းတဲ့ကန်လေးတွေပိုကောင်းအောင်ရရလေးခြေချရအောင်မခတ်ပါဘူးဗျာနော်ကိုထက်ကြီးခဲ့တဲ့မိဘတွေဆရာသမားတွေကိုပေါက်စီလေးဝယ်ပြီးတော့ဒါနပြုကျွေးပြအောင်ကျွေးပေးလိုက်ပါဗျာနော်မိမိတို့အလိုရှိရဆန္ဒလေးဆူတောင်းပြခြင်းအဖြစ်အလိုရှိရလေးတွေပြေဝသွားလိမ့်မယ်ဒါအပြင်အိမ်မှာရှိတဲ့ရက်တောင်အဟောင်းတွေနာရီဖိတ်စာအဟောင်းတွေတူဆိုတာဝါတူပေါ့ဝါနဲ့တူတစ်ခါသုံးတူလေးတွေအဲ့ဒါတွေကိုဗုဒ္ဓဟူနံလို့ခေါ်တာပေါ့အဲ့ဒါတွေကိုရှာဖွေပြီးတော့အမြန်ဆုံးစွန့်ပြပါအိမ်မှာရှိတဲ့ရေပိုက်တွေတောက်ကျနေတာတွေအမြန်ဆုံးပြန်ပြင်မယ်မိသီးတွေကျုံးနေတာတွေပါလေဆိုအမြန်ဆုံးလဲလိုက်မယ်ဆိုရင်တော့ပိတ်နေတဲ့လက်လာပါတွေပွင့်ပြီးကောင်းတဲ့ကန်လေးတွေကအေကန်မှုတ်ချပို့ကောင်းသွားပါလိမ့်မယ်စနေသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးပါတယ်